15 ရက်အတွင်း English လို့ပို့ပြီးတော့ယုံကြည်မှုရှိရှိပြောတတ်ချင်တဲ့ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါ။ဘာဖြစ်လို့လဲဆိုတော့ဗီဒီယိုပြီးသွားတဲ့အချိန်မှာ15ရက်နဲ့ဖြစ်နိုင်မှုဆိုတဲ့အတွေ့တွေကပြောင်းသွားပါလိမ့်မယ်နော်။ကျွေးတို့အခုဒီ15ရက် training အတန်းလေးကိုဖွင့်ခဲ့တာဆိုလို့ရှိရင်တခါမှ discount မပေးဘူး။ဒါပေမဲ့တစ်လနှစ်လကြိုအပ်ကြတယ်အချင်းချင်းညွှန်ကြတယ်။ဒီသင်တန်းမှာဘယ်လိုတွေသင်ပေးလို့15ရက်နဲ့တက်တာလဲဘယ်လိုတွေသင်ပေးတာလဲဘာကြောင့်လဲဆိုတာလေးတွေကိုကျွေးအကုန်လုံးအသေးစိတ်ပြောသွားမှာပါ။တော်တော်များများကကြတော့လေကျွေးတို့သင်တန်းတွေမှာ3လတို့4လတို့အဲ့ဒါတွေကိုကြည့်ရဲအဲ့ဒါကိုကြည့်ရတာမဟုတ်တကယ်က practice လုပ်တဲ့အချိန်ကိုကြည့်ရတာ။ပုံမှန်သင်တန်းတစ်ခုနဲ့ကျွေးရှင်းပြပေးမယ်ကွာ။ဥပမာမျက်လုံးထဲမှာမြင်အောင်ပြောရမယ်ဆိုလို့ရှိရင် okay အင်္ဂလိပ်စာသင်တန်းတစ်ခုဒီတစ်ပတ်မှာ2ရက်နဲ့တစ်ချိန်ကိုတစ်နိုင်ခွဲသင်ပေးတယ်သင်တန်းကာလ3လပေါ့။ကျောင်းသားကြည့်လိုက်တဲ့အချိန်မှာဗာလဲဆိုတော့3လကိုပဲမြင်တယ်။ဒါပေမဲ့တစ်ပတ်မှာ2ရက်ပဲလုပ်ရတာလေ။2ရက်ကတစ်ချိန်လုံးမှတစ်နိုင်ခွဲဆိုရင်တစ်ပတ်လုံးမှာစာလုပ်ရတာ3နိုင်ပဲရှိတယ်။ကျွေးတို့သင်တန်းမှာတစ်ပတ်ဆိုလို့ရှိရင်15နိုင်ဖြစ်နေပြီ။အဲ့ခါကျတော့ဗာလဲဆိုတော့ကျောင်းသားတွေပေးလိုက်ရတဲ့အချိန်နဲ့သူတို့ရဲ့အားထုတ်မှုတွေက9ဆกว่าတယ်။ခုနက3လသင်တန်းကိုပဲကျွေးတို့တွက်ကြည့်ရအောင်။တစ်နေ့ကိုတစ်နိုင်ခွဲနဲ့တစ်ပတ်မှာ2ရက်။ okay 3လဆိုရင်ဘယ်နှနိုင်ရှိမလဲ။36နိုင်ပဲရှိတယ်။ကျွေးသင်တန်းကကျတော့15ရက်ထဲဆိုပေမဲ့45နိုင်ပေးထားတာ။နိုင်ပေါင်းများစွာกว่าတယ်။အခုကျွေးတို့ဒီအတန်းထဲမှာဆိုလို့ရှိရင်လည်း3နိုင်လေ့ကျင့်ပြီးတော့ပြီးသွားတာမျိုးမဟုတ်ဘူး။အိမ်စာတွေကလည်းလက်ဆောင်ထည့်ပေးလိုက်သေးတယ်။စနေတနင်္ဂနွေလည်းအလုပ်မပေးဘူး။နောက်နေ့မှာပြန်စစ်တယ်ပြန်ပြောခိုင်းတယ်အဲ့လိုမျိုး English နဲ့နေတိုင်းအထီးတွေရှိနေတဲ့အခါမှာဘာဖြစ်လဲဆိုတော့အုံနောက်ကစပြီးတော့လက်ခံလာတာအစာပိုင်းမှာကိုယ့်အတွက်အရန်ခက်ခဲတယ်ခုနလိုမျိုးလေကျွေးတို့သင်တန်းပထမ2ရက်မှာသင်တာကအရန်လွယ်တဲ့စာတွေပါဆိုတာတောင်မှတော်တော်များများရှာတွေခောက်တယ်ခလုတ်တိုက်တယ်ပြောရတာတွေအဆင်မပြေဘူးဒါပေမဲ့တဖြည်းဖြည်းလုပ်ရင်းနဲ့ခုနကျွေးပြောသလိုအုံနောက်က English ကိုစပြီးတော့လက်ခံလာတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ English လိုနေတိုင်းတွေးတယ်နေတိုင်းပြောတယ်နေတိုင်းလေ့ကျင့်တယ်နေတိုင်းပြန်သုံးတဲ့အခါမှာမှတ်မိလာတာသင်တန်းမှာကလေကျွေတို့ကစာရွက်ကြီးပေးပြီးတော့ရော့အလွတ်ချက်ဒါလောက်ဆိုတာမျိုးမရှိဘူး။ Day 1ကနေစပြီးတော့ရှက်ကြောဖြတ်ပေးရတယ်အကုန်လုံး။နောက်တစ်ခါကျတော့ကို့အုံနောက်နဲ့ကို့သုံးဖို့ကိုစပြီးတော့ train ပေးရတယ်။ကျွေတပည့်တွေအလုပ်ထဲမှာကျောင်းမှာကျွေသူတို့နောက်ကိုနေရာတိုင်းမလိုက်နိုင်ဘူး။ကိုယ့်ဟာကိုတွေးတတ်ရမယ်ကိုယ့်ဟာကိုပြောတတ်ရမယ်ဆိုပြီးတော့ဒါတွေကိုကျွေတို့က Day 1နဲ့ကနေစပြီးတော့ train ပေးတာ။15ရက်ထဲနဲ့ English ကိုပြောတတ်အောင်သင်ပေးနိုင်တာတကယ်လားဆိုတကယ်ပေါ့။ခုနရက်ကိုပဲတွက်ကြည့်လိုက်လေ။တပတ်2ရက်စာလုပ်တဲ့သူနဲ့တပတ်ကို9ရက်စာလုပ်တဲ့သူအချိန်ကလည်းကွာသေးတယ်။တနိုင်ခွဲပဲလုပ်တာဒီဘက်မှာ3နိုင်။ဘာလဲဆိုတော့ language ဒီ practice လုပ်ရတဲ့အရာ။များလေ့ကျင့်လေများပြောနိုင်လေပဲပြီးတော့ဒီအုံနောက်နဲ့ပါဇက်ကတခါတည်းတွဲပြီးတော့မှတ်တာ။ဒီနေရာမှာမေးစရာရှိတာက15ရက်ထဲနဲ့ English ကိုပြောတတ်တာတကယ်လား။မဖြစ်နိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွေတို့သင်တန်းကတော်တော်များများမြင်ဘူးတဲ့အင်္ဂလိပ်စာသင်တန်းတွေနဲ့မတူဘူး။ဒီ15ရက် training သင်တန်းကကျွေအတွက်ကောကျွေတပည့်တွေအတွက်ပါအကုန်လုံးအတွက်တကယ်ကို challenge အကြီးပဲအချိန်တိုအတွင်းမှာကွာလူတယောက်ကို grammar တွေနားလည်အောင် English လိုပြောရအောင်ယုံကြည်မှုရှိအောင်လုပ်ပေးရတယ်ဆိုတာမလွယ်ဘူးကျွေဒီသင်တန်းကိုစပြီးတော့ဖွင့်ဖို့အတွက်အချိန်ကြီးအများကြီးယူခဲ့ရတယ် teaching method တွေစမ်းတယ်ဘာတွေထည့်မယ်ဘာတွေသင်မယ်ထပ်လေ့လာတယ်ဖြည့်တယ်ဖြုတ်တယ်ဒီလိုမျိုးအမျိုးမျိုးကျွေပြင်ဆင်ပြီးတော့မှစိတ်တိုင်းကြပြီးokay ပြီဆိုတော့မှဒီ15ရက်သင်တန်းကိုဖွင့်ခဲ့တာအလွယ်တကူနဲ့အခုချက်ချင်းကောက်ထပြီးတော့ဖွင့်လို့ရတဲ့အတန်းမျိုးမဟုတ်ဘူးဒီ training ကိုစပြီးတော့ဖွင့်ဖြစ်တာကလည်းကျွေအကြောင်းရှိတယ်ဘာလဲဆိုတော့စာသင်လာတဲ့နှစ်တက်ချောင်းမှာကျောင်းသားတွေကိုစိတ်ကုန်လာတာဟောရင်တော့ကျွေဖွင့်တာပေါ့3လ4လသင်တန်းတွေဒါပေမဲ့ကျောင်းသားပါဝလာတယ်နောက်ပိုင်းသင်ရတာများတဲ့အခါမှာဘာလို့တွေ့ရလဲကျောင်းသားအများစုဒီအင်္ဂလိပ်စကားပြောတတ်ချင်တယ်ဒါပေမဲ့ဇွဲလည်းမရှိဘူးအချိန်လည်းမရှိဘူးကျွေတို့ပုံမှန်ကွာ3လ4လသင်တန်းတွေဖွင့်တယ် okay ပထမတစ်လပဲလူရှိတယ်နောက်3-4လလောက်ကြာရင်ဘာဖြစ်လဲဆိုတော့လေလအစမှာတော့လူများတာပေါ့တဖြည်းဖြည်းနဲ့နောက်ပိုင်းကျရင်အတန်းပြတ်တယ်တစ်လလောက်ကြာရင်မလာတော့ဘူးအိမ်စာပေးတယ်မလုပ်လာဘူးသင်တန်းကာလမပေးဘူးဂျားထဲမှာသူတို့စာလုပ်ပါစေဆိုပြီးတော့အချိန်လေးထားပေးတယ်ပေးထားတယ်အိမ်စာတွေပေးတယ်လုပ်လားဆိုမလုပ်ဘူးလေ့ကျင့်လားဆိုမလေ့ကျင့်ဘူးအဲ့တော့သင်တန်းကာလမပေးဘူးဒီချက်ခရီးသွားမှာမို့လို့မအားတော့လို့ကလေးမွေးမှာမို့လို့ဒီလိုမျိုးအကြောင်းပြချက်မျိုးစုံနဲ့သင်တန်းကာလပထမအစပိုင်းမှာပဲလူရှိပြီးတော့နောက်ပိုင်းမှာဆိုရင်လူမရှိတော့ဘူးအဲ့ဒါဘာလဲဆိုတော့ကျွေးသင်တန်းတစ်ခုတည်းမဟုတ်သင်တန်းတိုင်းပဲကိုကသင်ပေးခြင်းတယ်သင်ပေးနိုင်တယ်မြင်ရပါများလာတဲ့အခါမှာစိတ်ပြက်လာတာဒီသင်ရိုးတစ်ခုကိုဘယ်တော့မှဆုံးအောင်သင်ရတယ်ဆိုတာမရှိဘူးရှိပေမဲ့ဘာလဲဆိုရင်အကြောင်းသားအ ਨੇ စုပဲလက်ချိုးရည်လို့ရတယ်ဘယ်နှယောက်လဲဆိုတာလက်ချိုးရည်လို့ရတယ်အဲ့ခါကျတော့ကျွေးဒီသင်တန်းကိုက psychology အရာ15ရက်ဆိုပြီးတော့ပြောင်းလိုက်တာတကယ်တွက်ကြည့်လေခုန3လသင်တန်းတောင်မှတစ်ရက်ကိုတစ်နာရီခွဲပဲသင်တာ36နာရီကျွေးတို့က45နာရီတောင်အချိန်ပေးထားရတာအဲ့တော့3လသင်တန်းဆိုရင်အကြောင်းသားတွေကပျောက်သွားတယ်အစပိုင်း1ရက်2ရက်ပဲလာတယ်နောက်ပိုင်းပျောက်သွားတယ်ဒါပေမဲ့15ရက်သင်တန်းမှာကျတော့ဘာဖြစ်လဲဆိုရင်လေ15ရက်ပဲလေငါသွားရမယ်15ရက်ပဲငါရအောင်လုပ်ရမယ်ဆိုတဲ့စိတ်နဲ့ရအောင်ကိုတက်ကြတယ်ဘလို့ပဲတွက်ကြည့်အတူတူပဲကျွေးသင်တန်းပို့ပြီးတော့ effective ဖြစ်တယ်ဆိုတာအဲ့ဒါပဲပြီးတော့ကျောင်းသားတွေကိုဘယ်လောက်ပဲပြောသူတို့ခေါင်းထဲမှာဆွဲမနေတာဘာလဲဆိုတော့ language ကဇက်တိုက်လုံးမှရတာတပတ်လောက်လုပ်တယ်တစ်လလောက်နားလိုက်တယ်မရဘူး6လလဲဒီတိုင်းပဲတစ်နှစ်လဲဒီတိုင်းပဲအဲ့ခါကျတော့ကျွေးရကျောင်းသားမျိုးစားခွဲလိုက်တယ်အခုကျွေးရဲ့ဒီသင်တန်းကလူတိုင်းအတွက်မဟုတ်ဘူးနောက်တစ်ခုကဘာလဲဆိုတော့ IELTS ဖြေမယ်တို့ဘာလို့အဆင့်ဆင့်သွားတာမျိုးမဟုတ်ဘူးဒါပေမဲ့ကျွေးသင်တန်းကအသုံးဝင်လားဆိုအသုံးဝင်တယ်နော်အင်္ဂလိပ်စာဘာမှမသိဘူးဘာမှမပြောတတ်ဘူး grammar လည်းမသိဘူး speaking လည်းမရဘူးဆိုတဲ့သူတွေအတွက်အကုန်လုံးကအသုံးဝင်ပြီးသားအဲ့တော့ကျွေးဒီသင်တန်းအကျိုးစားကိုခွဲလိုက်တဲ့အချိန်မှာဒီသင်တန်းဒီဥပမာကျွေးတို့ကလေးတွေကိုသင်တယ်ကွာရန်လန်တော့ class တွေမှာဆိုလို့ရှိရင်ဒီလို15ရက်နဲ့မရဘူးလေကလေးတွေကလေစောက်တွေတအုပ်ပြီးတအုပ်တစ်ဆင့်ပြီးတစ်ဆင့်သွားတယ်
မသွားနိုင်တာဘာလို့လဲဆိုတော့လူကြီးတွေကတော်တော်လက်ပေါက်ကပ်ပြီးတော့တော်တော်အပြင်းကြီးကြတယ်ခုနလိုပေါ့နော်ဇွဲမရှိဘူးအပြင်းကြီးတယ်အဲ့ဒါတွေကတော်တော်ကိုလူကြီးတွေမှာကြုံရတဲ့ပြဿနာတွေဒီ training ကကလေးတွေလိုမျိုးတစ်ဆင့်ချင်းစီမဟုတ်တော့ဘူးဒီမှာကျွေးခုနလိုမျိုးတပည့်တွေကိုမျိုးစားခွဲလိုက်တဲ့အချိန်မှာဒီသင်တန်းတွေဘယ်သူ့အတွက်လဲဆိုတော့လောလောဆယ်အလုံးမှာ English လို့ပြောရပြီးဆိုလို့ရှိရင်ပတ်ပြေးနေတဲ့သူတွေเนาะ interview ဖြေရတော့မယ်တစ်လုံးမှမရတဲ့သူတွေအချိန်မရှိဘူးလုပ်ငန်းဝင်နဲ့တော့ဝင်ရတော့မယ်အခက်အခဲဖြစ်နေတဲ့ခုနလို3-4လမပေးနိုင်တော့ဘူးဆိုတဲ့မောင်နှမတွေအတွက်ကျောင်းသားတွေကိုအမျိုးအစားခွဲပြီးတော့ဒီအတန်းလေးကိုစပြီးတော့ဖွင့်ပေးခဲ့တာပေါ့နော်နောက်တစ်ခုကကျတော့3နာရီဆိုရင်ဒီချက်လုံးနိုင်မှာမလားဘယ်လောက်တော့မှပြေးမှုကောင်းမလဲ training တက်ဖို့တဲ့သူတိုင်းလည်းသိတယ်လို့ကျွေး batch တိုင်းမှာဘာကြရလဲဆိုတော့ဒီချက်တခြားသင်တန်းတွေမှာငိုက်တယ်ဒီမှာ3နိုင်ကုန်သွားပြီလားဘလို့အချိန်ကုန်ရလဲဆိုတာမသိလိုက်ဘူးဆိုတာကြီးပဲဒါကတကယ်ကျွေးကျောင်းသားတွေစီကနေပြီးတော့ကြားရတဲ့စကားလုံးတွေပေါ့နော်ကျွေးရဲ့ teaching method တွေဒီ lesson ပြီးဖို့မဟုတ်ဘူးကျွေးတပည့်တွေတကယ်ပြောတတ်ဖို့ပြောတတ်တယ်ဆိုတဲ့နေရာမှာလည်းဒီစာသင်ခန်းထဲမှာပဲပြောတတ်တာမဟုတ်ဘူးဘယ်နေရာရောက်တော့ခရီးသွားရင်ပဲဖြစ်ဖြစ်အလုပ်ထဲမှာပဲဖြစ်ဖြစ်ဘယ်နေရာရောက်ပြောတတ်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပဲသင်ပေးထားတယ်။နန်းလာတတ်တဲ့မောင်နှမတွေထဲမှာဆိုလို့ရှိရင်လည်းတချို့ကျတော့လည်းအခြေခံရှိတယ်တချို့ကျတော့လည်းအခြေခံမရှိဘူးဒါပေမဲ့များသောအားဖြင့်ကျွေးသင်တန်းကိုရောက်လာတဲ့မောင်နှမအများစုကအခြေခံမရှိတဲ့သူတွေများပါတယ်။တချို့ MSA word square တော့မသေးခွဲဘူး adjective နဲ့ verb နဲ့မသိဘူးဒါမျိုးတွေပေါ့တချို့ဆိုလို့ရှိရင် my name is လို့မိတ်ဆက်ပြီးသွားရင်ဘာပြောရမှန်းမသိတော့ဘူးဆိုတဲ့သူတွေ grammar ကြောက်တယ်အင်္ဂလိပ်လိုပြောရမှကြောက်တယ်ယုံကြည်မှုမရှိဘူးဒီလိုအခြေအနေကနေပြီးတော့ပဲစခဲ့တဲ့မောင်နှမတွေကြီးပဲဒီနေရာမှာတခုပြောချင်တာပါလဲဆိုတော့ကျွေးလို့အရွယ်ရောက်ပြီးသားသူတွေကို language သင်ရတာအခက်ခဲဆုံးကဘာလဲဆိုတော့ grammar မဟုတ်ဘူး fear ကြောက်ရွံ့တဲ့စိတ်ဘာကိုကြောက်လဲအကုန်လုံးကိုကြောက်တယ်လူစိမ်းနဲ့စကားပြောရမှာကြောက်တယ်မိတ်ဖွဲ့ရမှာကြောက်တယ်ပြီးလို့ရှိရင်ရှက်တယ် grammar မှားမှာကြောက်တယ်အတန်တော့မှားမှာကြောက်တယ်သူများရီမှာဆိုးတယ်သူတို့မှာကြောက်တာဆိုတာအများကြီးပဲအဲ့ဒီကြောက်တဲ့စိတ်တွေရှက်တဲ့စိတ်တွေကိုဖျောက်ပေးရတာပိုခက်တယ်ဒါကအရွယ်ရောက်ပြီးသားသူတွေကိုသင်ရတဲ့အခါမှာကြုံတွေ့ရတာလေးတွေကိုကျွေးပြောပြတာဒါပေမဲ့သင်တန်းမှာကကျွေးရောလေ့ကျင့်ရတဲ့အချိန်ကလည်းများတယ်နေတိုင်းစက်တိုက်လဲလုံးရတဲ့အတွက်ကြောင့်မို့လို့တစ်ရက်ပြီးတစ်ရက်တစ်ပတ်ပြီးတစ်ပတ်မှာငါပြောလာနိုင်ပြီဒါမှမဟုတ်ငါသုံးလာနိုင်ပြီငါဒီလောက်အများကြီးသိလာပြီလားအကြောင်းသားက motivation ပို့ရတာဒီ15ရက် training မှာကကျွေးရော grammar တခုတည်းသင်ပေးတာမဟုတ်ဘူးငန်းစာတွေအနေနဲ့ဆိုလို့ရှိရင်အများကြီးပါတယ် grammar lesson တွေဆိုလို့ရှိရင်လည်းအများကြီးပါတယ်ပြီးတော့အခုစားတော့ဆိုင်မှာအစားအသောက်မှားမလားဘယ်တလုံးမှအလွတ်ကျက်စရာမလိုဘူးကိုယ့်ဟာကို English လို့တန်းပြီးတော့မှားလို့ရတယ် airport မှာဟုတ်ပြီ immigration ဖြတ်တော့မယ်ဒီချက်ဘာတွေသုံးရမှာလဲကျွေးတခုတည်းကိုယ်မသိဘူးအခြေခံဒီသဘောတရားကိုနားလည်သွားတဲ့အခါမှာကိုယ့်ရဲ့စကားလုံးတွေကိုပြောချင်တာတွေကိုကိုယ့်ဟာကိုတိဆောက်လာနိုင်တာပေါ့နော်နောက်တစ်ခါကျွေးတို့ဒီအတန်းထဲမှာမလုပ်ခိုင်းတာရှိတယ်ဆိုမွေးနေ့ပွဲတွေပါတွေဖိတ်ခိုင်းတယ်အပြင်မှာလည်းဖိတ်တာပဲလေတခုခုပွဲတွေပါရှိရဆိုရင်ဖိတ်တယ်ဒါကို English လိုမျိုးဘယ်လိုမျိုးဖိတ်မလဲ conversation တွေဆိုလို့ရှိရင်ထည့်ထားတာစုံတယ်အဲ့ဒါကြောင့်မို့လို့ဒီလိုအကြောင်းအရာတွေအများကြီးကနေပြီးတော့လွယ်တာကနေပြီးတော့နောက်ဆုံး job interview ဖြေနိုင်တဲ့အထီကိုအကြောင်းသားတွေကလုပ်နိုင်တာကျွေးတဲ့တန်းနောက်တစ်ခုနာမည်ကြီးတာကဘာလဲဆိုရင် grammar ကိုအလွတ်ကျက်စရာမလိုဘဲနဲ့ကိုဟာကိုလည်းသုံးနိုင်တယ်ဘာမှလည်းအလွတ်ကျက်စရာမလိုဘူးအဲ့တော့ကျွေးတို့ day 1မှာဘာမှမပြောတတ်ပါဘူးဘာမှမသိပါဘူးဆိုတဲ့မောင်နှမတွေကနောက်ဆုံးရက်မှာလေနိမိသားစုအကြောင်းပြောဆိုလို့ရှိရင်လည်းထိုင်ပြောလို့ရတယ်9မိနစ်10မိနစ်နေမိနစ်ကခရီးသွားတဲ့အကြောင်းပြောပြဆိုလို့ရှိရင်လည်းပြောနိုင်တယ်နောက်တစ်ခုနေမုန်းတဲ့လူတစ်ယောက်အကြောင်းပြောပြပါလားဒါမှမဟုတ်လို့ရှိရင်ဒီအရန်သဘောကျတဲ့လူတစ်ယောက်များရှိလားဒီလိုအကြောင်းအရာတွေမျိုးစုံကိုပြောလာနိုင်တာနဲလား15ရက်နဲ့ grammar တွေရတဲ့အပြင် idea တွေထွက်လာတယ်နောက်တစ်ခုကကျွေးအကြောင်းသားတွေကပါလဲဆိုရင် grammar ကိုလုံးဝမကြောက်တော့တာပြီးလို့ရှိရင်ပြောချင်တဲ့ topic ကိုပြောလိုက်အကုန်လုံးပြောနိုင်ရမယ်ဒါက day 1နဲ့ day 15မှာကွာခြားတဲ့အချက်ပဲ day 1မှာတော့ဘာမှမသိဘူးဒါပေမဲ့15ရက်မြောက်နေကြလို့ရှိရင်ဘာအကြောင်းပြောညာအကြောင်းပြောဆိုပြီးတော့ခေါင်းစဉ်လေးတစ်ခုပေးလိုက်တာနဲ့ topic လေးချပေးရုံပဲအဲ့ဒါကိုတန်းပြောလို့ရတယ်ဒါဘာဖြစ်လို့လဲအလွတ်ကျက်ထားတာမဟုတ်လို့ပြောနိုင်တာအလွတ်ကျက်ထားရင်မပြောနိုင်ဘူးအလွတ်မကျက်ထားဘဲနဲ့စကားလုံးခုနလိုပေါ့နော်ကျွေးလို့ sentence တိဆောက်ပုံတွေကိုသိသွားတယ်ပြီးတော့ကိုယ့်ရဲ့အတွေးခေါ်တွေကိုလွတ်လွတ်လပ်လပ်ပြောဆိုခွင့်ရတဲ့အခါကျတော့ပြောမယ်ဆိုညံပွင့်သွားတာကျွေးကကိုတာမန်ဆရာမတစ်ယောက်လို့မသတ်မှတ်ထားပါဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်လေကျွေးပြပြမယ်နော်ဒါကျွေးစာအုပ်အကုန်တော့မဟုတ်ဘူးကျွေးထုတ်ထားတဲ့စာအုပ်ပေါင်း9အုပ်ရှိပါတယ်ကလေးစာအုပ်က6အုပ်ပေါ့နော်ကလေးစာအုပ်က6အုပ်ရှိတယ်ဒီကလေးစာအုပ်6အုပ်ဆိုတာကလည်းစထုတ်ထဲကနေအခုချိန်ထိဝက်ကွဲရောင်းရတဲ့စာအုပ်တွေမေမေတွေလည်းကြိုက်တယ်တီချယ်တွေလည်းကြိုက်တယ်တင်ရတာလည်းလွယ်တယ်ဆိုတဲ့စာအုပ်တွေကြီးပဲနောက်တစ်ခုကကြတော့ကျွေလူကြီးတင်တန်းတွေအတွက်ဆိုလို့ရှိရင်ကျွေ online class မှာဒီလိုမျိုး2တန်းခွဲထားတယ် level 1 level 2ပြီးတော့ easy peasy စာအုပ်လေးလည်းရှိသေးတယ်အဲ့ဒါကကြတော့ self study လုပ်ဖို့အတွက်ပေါ့နော်ဆိုတော့ကျွေဒီဘာဖြစ်လို့ကိုတာမန်ဆရာမလို့မသတ်မှတ်လဲဆိုလို့ရှိရင်ကျွေထုတ်ထားတဲ့စာအုပ်ကအားလုံး9အုပ်ရှိတယ်အဲ့ဒီ9အုပ်လုံးဒီလူကြီးရောကလေးရောသုံးပြီးတော့ကြိုက်နေတဲ့အသုံးဝင်တယ်အခုလက်ရှိမှာလည်းတင်တန်းအပ်တဲ့သူတွေဆိုလို့ရှိရင်သိတယ်နော်ဒါနိုင်ငံခြားမောင်နှမတွေဆိုလို့ရှိရင်အပ်တာအများဆုံးပဲအဲ့တော့ဒီလောက်စာအုပ်9အုပ်ထုတ်ထားတဲ့ဆရာမရဲ့အုံနောက်က15ရက်တင်တန်းကိုဖွင့်ဖို့ပေါ့တန်တွေးခဲ့တာမျိုးမဟုတ်ဘူးငါကတော့ပတ်စံရရင်ပြီးရောဆိုပြီးတော့ထားလုပ်တဲ့အတန်းမျိုးမဟုတ်ပါဘူးတကယ်လို့သာကျွေးရပေါ့ပြက်ပြက်နဲ့လုပ်ခဲ့တာဆိုလို့ရှိရင် batch 1နဲ့ကကျွေးအရှက်ပြန်ကွဲပြီးတော့ဒီနေ့ဒီနေရာဒီအချိန်မှာဒီချက်ဂျူရီဆိုတဲ့နာမည်ကရှိတော့မှာမဟုတ်ဘူး